ဒုတိယဝါဒနာရှင်ညီကောင်မနှမများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါစေနော်။ NK ဒုတိယ channel တယ်လီကနေပြီးတော့နှွေးထွေးစာကြိုဆိုလိုက်ပါတယ်။ NK အခုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့စက်တင်ဘာလ18ရက်နေ့ကြာသပတေးနေ့မနက်ပိုင်းအတွက် lucky number လေးပဲဖြစ်ပါတယ်။ NK channel ကနေပြီးတော့တွက်ချက်ထုတ်လုပ်ထားတဲ့ lucky number လေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုသွားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်။အဲ့ဒါဆိုလို့ရှိရင် lucky number လေးကဘာလေးဖြစ်မလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်နော်ပထမဆုံးအနေနဲ့ NK ကီးလေးတစ်ခုပေးချင်ပါတယ်အဲ့ဒီကီးလေးရဆိုရင်2910ဆိုတဲ့ကီးလေးပေါ့နော်တကယ်လို့ဒုတိယဝါဒနာရှင်ညီကောင်မတွေစီမှာကိုကြိုက်နေတဲ့ကဏ္ဍလေးရှိတယ်ဆိုလို့ရှိရင်လေဒီကီးလေးနဲ့တွဲဆော့ကြည့်ပေါ့နော်ဒီကီးကဘာလို့လဲဆိုတော့တော်တော်လေးကောင်းတယ်မာလဲမာတဲ့ကီးလေးမို့လို့ပေါ့နော်အဲ့ဒီကီးမှာဆိုရင် NKကြိုက်တဲ့ကောက်ကလေးထုတ်ပေးမယ်ပေါ့နော်NKM မှာဆိုရင်ကီးလေးတွေနဲ့တွဲပေးချင်တာဆိုရင်တော့80ရှိမယ်ခွန်3ရှိမယ်ခွန်5ရှိမယ်ခွန်1ရှိမယ်ခွန်1ရှိမယ်ပေါ့နော်5ကလည်းထပ်ပြီးတော့ကြပေါက်ရှိတယ်ပေါ့နော်5ခွန်5လေးကိုလည်းနည်းနည်းလေးထည့်ရတာပေါ့အဲ့မှာဆိုရင်နောက်တစ်ခုအနေနဲ့ဒီဘာကိုကြိုက်လဲဆိုတော့ခွန်ကလည်းလာဖို့လာနိုင်ချေရှိတယ်တွက်ထားတဲ့ဒီမှာဆိုရင်တော့ခွန်လည်းမြင်နေပေါ့နော်ဒါတော့ဒုတိယဝါဒနာရှင်တွေကြိုက်အကြိုက်နဲ့ချိန်ပြီးတော့ထိုးပေါ့နော်အဲ့ဒီမှာနောက်တစ်ခုကNK ကြိုက်တာဆိုလို့ရှိရင်NK ကြိုက်တာဆိုလို့ရှိရင်နောက်ထပ်ဘာဖြစ်မလဲဆိုတော့139ရှိမယ်နောက်ပြီးတော့30ရှိမယ်ပေါ့နော်နောက်ပြီးတော့ဘာရှိအောင်လဲဆိုတော့31ဒါကတော့ကီးအနေနဲ့ဆိုရင် NK ကြိုက်တဲ့ဥစားလေးတွေပေါ့နော်ဒါသူထည့်ထိုးခြင်းနဲ့ထိုးလို့ရတယ်ပေါ့နော်ဒါကတော့ကီးအနေနဲ့ပေးထားတဲ့ကဏ္ဍလေးပါနောက်ထပ် main အနေနဲ့ကဏ္ဍလေးနှစ်ကွက် NK ပေးချင်ပါတယ်အဲ့ဒီ main အနေနဲ့ကတော့ဘယ်ကဏ္ဍဖြစ်မလဲဆိုတော့6ခွန်9ခွန်ဒီကဏ္ဍလေးနှစ်ကွက်ပေါ့နော်ညီကိုကလည်းအခုရက်ထက်မှာကြားထားတာလည်းရှိနေတယ်ဆိုတော့ NK အနေနဲ့တော့နည်းနည်းဒီ6ခွန်လေးကိုနည်းနည်းသဘောကျတယ်လည်းတော့ပါတာပေါ့နော်အဲ့ဒါပြီးသွားတော့လေ NK တတိထားမယ်ကဏ္ဍလေးနှလုံးရှိတယ်အဲ့ကဏ္ဍလေးနှလုံးကဘာလဲဆိုရင်တတိထားမယ်ကဏ္ဍလေးနှစ်ခုပေါ့နော်ခွန်နဲ့3ညာနဲ့ပေါ့အဲ့ခွန်နဲ့3ညာနဲ့ဟိုတော့နည်းနည်းလေးတတိထားပေးပေါ့နော်ကိုကြိုက်တဲ့ကဏ္ဍလေးရှိရင်လည်းဒီခွန်3ညာနဲ့ကပ်ပြီးတော့နည်းနည်းရန်ထည့်ထိုးထားလိုက်ပေါ့နော် break အနေနဲ့ဆိုရင်တော့ NK 10 break ကိုမြင်နေပေါ့နော်10 break ကိုမြင်နေနည်းနည်းကြားပေါက်ရှိတယ်ပေါ့နော်အဲ့ထဲမှာ10 break ထဲမှာဆိုရင် NK အကြိုက်ဆုံးကတော့ခွန်3ပဲခွန်3ကြိုက်တယ်ပေါ့နော်ခွန်3မှာဆွမ်းနာ NK ပေးထားတဲ့ကီးနဲ့လည်းတွားညှိနေရပါတော့အဲ့တော့နည်းနည်းလေးဇီဘိုးလေးဖြစ်ဖြစ်ထည့်ရန်တာပေါ့နော်ပြီးတော့နေကုံကစားခြင်းတဲ့သူတွေအတွက်ကကြတော့ NK နေကုံအနေနဲ့3နဲ့4အဲ့နှလုံးပေးခြင်းပါတယ်3မဟုတ်4ပေါ့နော်ကိုအားတန်ရခဏထိုးကြည့်ပေါ့ကန်ဆန်းကြည့်ပေါ့နော်အဲ့မှာလေ3နဲ့4ရလဲပြီးတော့ပျောက်ကနန်းဖြစ်နေတယ်အခု NK တို့ထွက်စင်နေကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပျောက်ကနန်းကဘာတွေပျောက်နေလဲဆိုတော့ပျောက်ကနန်း4လုံးရှိတယ်1ကဲ3ရယ်4ရယ်ခွန်ရယ်ဆိုပြီးပျောက်နေအခုနေကုံစောရမယ့်ကဏ္ဍကလည်း3နဲ့4နဲ့ဆိုတော့ဒီပျောက်ကဏ္ဍထဲမှာပါနေရပါတော့ပြီးတော့ပေးထားတဲ့ကီးမာတဲ့ကီးထဲမှာဆိုရင်လည်း1နဲ့ခွန်နဲ့ကီးရလည်းဒီပျောက်ကဏ္ဍနဲ့သွားညှိနေရပါတော့အဲ့တော့လိုပဲဖြစ်ဖြစ်ပေါ့ဒုတိယဝါဒနာရှင်တွေကိုကြိုက်တဲ့ကဏ္ဍနဲ့လည်းဖြစ်စေကိုခု NK တင်ပေးထားတဲ့ကဏ္ဍလည်းဖြစ်ဖြစ်ပေါ့နော်နည်းနည်းပပလေးထိမ့်ပြီးကန်ဆန်းကြည့်ပါလို့
ပြောချင်ပါတယ်အန်ကယ်ခုလောလောဆယ်တော့ဒီလက်ရှိတွက်ထားတဲ့ကဏ္ဍလေးတွေကိုညှဝေပေးလိုက်ပါတယ်နော်နောက်ထပ်ကဏ္ဍအကွက်ကောင်းလေးရှင်းရင်လည်းအန်ကယ်ထပ်ပြီးတော့ညှဝေပေးပါမယ်အန်ကယ် channel လေးကိုစိတ်ဝင်စားတယ်အန်ကယ်ကိုအားပေးခြင်းနဲ့ဆိုလို့ရင်เนาะအန်ကယ်ရဲ့အန်ကယ် 2D channel page လေးကို like and subscribe လေးလုပ်ပြီးသွားဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အန်ကယ်ရဲ့ 2D ဝါဒနာရှင်ကြီးကိုမနမများအားလုံးလည်းစိတ်ချမ်းသာကြကိုယ့်ရဲ့ကျမအနေနဲ့ပြည့်စုံပြီးတော့စီးပွားလက်လာပတ်တွေလည်းဒီလာတိုးတက်ပါစေလို့အန်ကယ်ဆုတောင်းပေးပါတယ်ကံကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေเนาะ